Google Gemini Pro ရဲ့ feature တစ်ခုဖြစ်တဲ့ AI ဗီဒီယိုထုတ်နည်းကိုအခုချိန်ထိပတ်စံပေးပြီးတော့သုံးနေတော့ပဲလားဓာတ်ပုံတွေဗီဒီယိုတွေအကန့်အသတ်မရှိဖန်တီးခြင်းနဲ့ဆိုရင်ဒီဗီဒီယိုကိုမကြော်ပဲအဆုံးထိကြည့်ပေးပါလာတင်ကြီးတောင်းကြော်ပေးပြီးတော့ဝယ်သုံးနေရတဲ့ Gemini Pro feature တွေကို free and unlimited သုံးလို့ရမယ်နည်းလမ်းတစ်ခုကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်ဒီလိုမျိုးဗီဒီယိုတွေကိုဘယ်လိုဖန်တီးရတာလဲဆိုတာကိုလိုက်ကြည့်လိုက်ရအောင်ပထမဆုံး Chrome browser ထဲကိုသွားပါမယ် search bar ထဲမှာအခုလိုရိုက်ထားတဲ့ပုံစံနဲ့ရိုက်လိုက်ပါပြီးရင်ဒီ website ထဲဝင်ပါမယ်ပြီးတော့ဒါလေးကိုတစ်ချက်နှိပ်ပါမယ်နှိပ်ပြီးတာနဲ့ဒီနေရာမှာကျွန်တော်တို့ email လိပ်စာတွေထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းနံပါတ်ရှိတဲ့ email လိပ်စာကိုကျွန်တော်တို့မထည့်ပဲနဲ့ကျွန်တော်တို့အတူ email လိပ်စာကိုထည့်ပါမယ်အတူ email လိပ်စာထည့်ဖို့ကျွန်တော်တို့ဒီမှာ plus sign ကိုနှိပ်ပါမယ် plus sign ကိုနှိပ်ပြီးတာနဲ့ကျွန်တော်တို့ search bar ထဲမှာဒီလို track mail ဆိုပြီးတော့ရိုက်ချလိုက်ပါမယ်ရိုက်ချပြီးတာနဲ့ကျွန်တော်တို့ဒီမှာဒီ website ထဲဝင်ပါမယ်ဒီ website က Gmail အတူကိုလုတ်ပေးမှဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ Gmail အတူရပြီဆိုရင်ဒီ Gmail ကိုကျွန်တော်တို့ဒီကနေ copy ယူလိုက်ပါမယ် copy ယူပြီးတော့ကျွန်တော်တို့ခုနနေရာကိုပြန်သွားပါမယ်ဒီဒါလေးကိုဒီမှာ number 2ကိုနှိပ်ပါမယ်ဒီနေရာကိုသွားပြီးတော့ဒီနေရာမှာကျွန်တော်တို့ mail လိပ်စာထည့်လိုက်ပါမယ်ထည့်ပြီးတာနဲ့ကျွန်တော်မှာ continue with email ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ဝင်ကြည့်လိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ကုတ်ထည့်ပေးရမှာဖြစ်ပါတယ်ကုတ်ရဖို့ကျွန်တော်တို့ခုနကကြီးမှာထမ်းမေးကိုသွားပါမယ်ပေါ့နော်ဒါလေးကိုပြန်နှိပ်ပြီးတော့ကျွန်တော်တို့ထမ်းမေးကိုသွားလိုက်ပါမယ်ဒီလိုမျိုးအပေါ်ဆွဲမယ်ဆိုရင်ကျွန်တော်တို့ဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ထမ်းမေးရဲ့ password လေးကိုကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုမျိုးအပေါ်ဆွဲလိုက်တာနဲ့ကျွန်တော်တို့ဒီမှာကုတ်ရမှာဖြစ်ပါတယ်ပေါ့နော်ဒီကုတ်ကိုကျွန်တော်တို့ copy ယူပြီးတော့ကျွန်တော်တို့ခုနနေရာကိုသွားထည့်လိုက်ပါမယ်ပေါ့နော်ဒီလိုမျိုးထည့်လိုက်ပါထည့်ပြီးတော့ကျွန်တော်ဒီမှာ verify ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ရင်ဝင်သွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါပြီးသွားပြီဆိုရင်ဒီနေရာမှာ full name နေရာမှာနာမည်တစ်ခုခုထည့်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်နာမည်တစ်ခုထည့်လိုက်ပါမယ်ပြီးတာနဲ့ဒီနေရာမှာအမှန်ချစ်လက်ချစ်ပေးရမှာဖြစ်ပါတယ်အမှန်တစ်ချစ်ပြီးတော့ကျွန်တော်တို့ agree and get started ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ခဏစောင့်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုနေရာရောက်ပြီဆိုရင်ကျွန်တော်တို့ဒီဘေးနားလေးကိုနှိပ်ပြီးတော့ဒါလေးကိုဖြတ်လိုက်ပါမယ်ပြီးရင်ကျွန်တော်ဒီຢာလေးကိုတစ်ချက်နှိပ်ကြည့်မယ်ဆိုရင်ဒီနေရာမှာဗီဒီယိုလောက်မှမလို့ကျွန်တော်တို့ creative video ကိုဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာ from လေးရေးပြရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် from တစ်ခုရေးလိုက်ပါမယ်ကျွန်တော်တို့ဒီလိုမျိုးတွေကျွန်တော်နမူနာအနေနဲ့ဖောင်ရေးလိုက်မှဖြစ်ပါတယ်ရေးပြတာနဲ့ကျွန်တော်ဒီမြားလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ပို့လိုက်ပါမယ်ပို့ပြီးတာနဲ့ကျွန်တော်တို့ရှိမှာဗီဒီယိုတွေထွက်လာမှဖြစ်ပါတယ်ပေါ့နော်ဒီဗီဒီယိုမထွက်လာခင်ခဏလေးစောင့်ပြီးပါဒါဆိုရင်ဗီဒီယိုကထွက်လာပြီးဖြစ်ပါတယ်ပေါ့နော်ဒီဗီဒီယိုကိုကျွန်တော်ဖွင့်ပြပေးပါမယ်ဗီဒီယိုရပြီဆိုရင်ဒီဗီဒီယိုကိုကျွန်တော်တို့ download ခြင်းနဲ့ဆိုရင်ကျွန်တော်ဒီအပေါ်ကဒါလေးကိုနှိပ်ပြီးတော့ဒီမှာ download ဆိုတာရှိတယ်ပေါ့နော်ဒီ download ကိုနှိပ်ပြီးတော့ကျွန်တော်တို့ download ရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာဒီနေရာမှာ तू ကဘာမေးမှလဲဆိုတော့ဒီဗီဒီယိုနဲ့ပတ်သက်တဲ့အချက်လက်တွေကျွန်တော်တို့ Google ကစေမယ်ဆိုတာလေးကို तू ကပြောချင်တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ yes download ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ဒီဗီဒီယိုကို download ရမှာဖြစ်ပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုဗီဒီယိုလေးကိုကျွန်တော်ထပ်ထောက်ပြပေးပါမယ်ဒါဆိုရင်ဒီလိုမျိုးရေးပြီးတော့ကျွန်တော်တို့ထပ်ထောက်လိုက်ပါမယ်ဒါဆိုရင်ဒီမှာဗီဒီယိုတွေထပ်ထောက်လိုက်ပါပြီဒီလိုမျိုးဗီဒီယိုတွေကိုအကန့်အသတ်မရှိထုတ်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီအောက်မှာ watermark လည်းမပါတယ်လို့ဗီဒီယို quality လည်းကောင်းပါတယ်ဒါဆိုရင်ဒီဗီဒီယိုကိုထပ်ပြီးတော့ဖွင့်ပြပေးပါမယ်ဗီဒီယို quality ရတဲ့ကောင်းသလိုဗီဒီယိုရလည်းခုနပြောသလိုအကန့်အသတ်မရှိထုတ်လို့ရမှာဖြစ်ပါတယ်ဒီလိုမျိုးတွေပဲကျွန်တော်တို့ဒီမှာပုံထုတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒါလေးကိုတစ်ချက်နှိပ်ပြီးတော့ဒီနေရာမှာကျွန်တော်တို့ဒီမှာ image ဆိုတာလေးကိုရွေးပြီးတော့ကျွန်တော်တို့ပုံထုတ်လို့ရမှာဖြစ်ပါတယ်ပေါ့နော်တကယ်ချင်းမဲ့ဆိုတော့အတွက်ဒီဗီဒီယိုကကြိုးချင်းမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကိုချိုင်းနေတဲ့ဆိုရင် like လေးပေးသွားခဲ့ပါဦးဒီလိုမျိုးဗီဒီယိုတွေကိုအများအားတင်ဆက်ပေးနေတာမလို့ channel ကိုလည်း subscribe လေးလုပ်သွားခဲ့ပါဦးအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်